တင်မမို့အေးရပါတယ်ကိုကိုတဲ့အိုးတော်တော်ဆိုးကိုလို့တော့ခေါ်လိုက်တယ်ကိုဆိုရင်တာဝန်ယူရမှာနော်ကိုလို့ခေါ်ရင်တာဝန်ယူရမှာနော်ချပေးလိုက်ပါတဲ့နာနာဩတက်တာအော်ရနောက်ဆုံးတော့ကိုထုံးထားခဲ့ပြီပေါ့ဟုတ်တယ်တကယ်လားရှိတယ်တကယ်ထားခဲ့တော့မလား拜拜。